နောက်ပိုင်းညီမနိုင်ငံသူတွေက GIA certificate စိန်တွေကိုပေါ်ပေါ်များများဝယ်ယူလာကြတယ်။ဆိုင်တွေတော်တော်များများကလည်းကျမတို့ GIA certificate စိန်တွေကိုတော်တော်များရောင်းလာကြတယ်။ GIA certificate ကသူဒီ wrapper post လို့ပြောရဲသူရဲ့သတ်မှတ်ပြီးသားဈေးနှုန်းနဲ့ရောင်းချခြင်းဖြစ်တယ်။အဲ့ဒီပုံမှာ discount ရှိရဲအဲ့ discount ပုံမှာကျမတို့ကဒီနဲတာနဲ့များတာပုံမှာပဲကွာသွားတယ်တပွင့်နဲ့တပွင့်မှာဟုတ်ပြီအဲ့တော့ဒီ GIA certificate မှာကျမတို့ဒီ certificate ကိုကြည့်လိုက်လို့ရှိရင်3 excellent non ဆိုတာနဲ့ဒီ GIA certificate ကမှာပါတဲ့ဒီစိန်တပွင့်ကြီးကအရန်ကိုလှသွားရောလားအဲ့ဒါလေးကိုကျွန်တော်ဒီဗီဒီယိုမှာဆက်ပြီးရှင်းပြသွားမှာမလို့အဆုံးထိနားထောင်ပေးတော့ပါအောင်နော်မင်္ဂလာပါ Hoshi page ကနေကြိုဆိုပါရစေကျွန်တော်နာမည် Hoshi ပါဒီနေ့တော့ GIA certificate ဝယ်ယူတဲ့နေရာမှာဘယ်ချက်တွေကိုအဓိကထားပြီးတော့ထပ်ကြည့်ရအောင်မယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်GIA certificate ကိုဝယ်ယူတဲ့အခါမှာ GIA ဖြစ်ရင်ပြီးရော3 excellent non ဖြစ်ရင်ပြီးရောကျွန်တော်တို့ဝယ်လို့မရပါဘူး။ Name 1 ချက်အနေနဲ့ကြည့်ရမှာကသူ့ရဲ့ table ။နော် GIA certificate မှာပါတယ်စိန်ပုံစံမှာဆွဲထားတဲ့ table ။အဲ့ဒီ table ကသူရှိတဲ့ရှိထိုက်တဲ့အလျားရှိရမယ်။နောက်ပြီးတော့ girdle ဆိုတာခပ်ဘက်အဲ့ဒီခပ်ဘက်ကလည်းသူရှိတဲ့ရှိထိုက်တဲ့အထူရှိရမယ်။သူရှိတဲ့ရှိထိုက်တဲ့အနေအထားတစ်ခုရှိရမယ်။အဲ့တော့ကျမတို့ဒီ table ကလည်းအလွန်တရာမှမျက်နှာပြင်လေးကလည်းပစ္စည်းလေးကျင်းနေမယ်ခပ်ဘက်ကြီးကလည်းတအားထူနေမယ်ဒါမှမဟုတ်လေမျက်နှာပြင်ကြီးကအရန်ကျွဲနေမယ်ခပ်ဘက်ကအရန်ကျင်းနေမယ်မျက်နှာပြင်ကြီးကအရန်ကျွဲနေမယ်ခပ်ဘက်ကထူနေမယ်ဒါမျိုးတွေဆိုလို့ရှိရင်ဘယ်လိုပဲ3 excellent non ပဲဖြစ်နေပါစေအဆင်မပြေဘူးမျက်နှာပြင်တအားကျဲသွားပြီဆိုလို့ရှိရင်လေသူက cutting မှာ good ပဲလာတော့တာအဲ့တော့ဒီ3 excellent non နေမှာလေကျွန်တော်ခုနကပြောတဲ့ table မှာ56 55 54လာရရှိသေးတယ်55လောက်ထိလာရရှိသေးတယ် girdle မှာ4.5 လောက်ထိလာရရှိတယ်အဲ့တော့4.5ဆိုဘာဖြစ်သွားပြီလဲဆိုထူသွားပြီအဲ့မှာ5တို့6တို့ 6.5တို့ဆိုရင်တော့ပြောမနေနဲ့တော့အထူကြီးပဲ girdle ကအဲ့တော့အဆင်မပြေဘူးဒီ GIA certificate GIA စိန်တွေပွင့်ကဝတ်လို့မရဘူးလားဆိုရရလေဘာမှဖြစ်ဘူးဝတ်လို့ရတယ်ဒါပေမဲ့ဈေးသက်သာတယ်အဲ့တော့ဘာဖြစ်လို့ဒီ GIA စိန်တပွင့်ကဈေးကြီးပြီးတော့ဒီ GIA စိန်တပွင့်ကဈေးသက်သာနေရလဲသူဒီသူ့ရဲ့ cutting symmetry စ조사လှတယ်သူဒီသူ့ရဲ့ cutting မှာလိုအပ်ချက်ရှိတယ်အဲ့တော့3 excellent non ချင်းတူတယ်ဘာဖြစ်လို့ဒီ GIA တပွင့်ကဈေးကြီးနေရသေးတာလဲဒါဆိုရင်အဖြေကသူ့ရဲ့ table အချိုးအစားသူ့ရဲ့ girdle တွေကလှနေတယ် girdle ဆိုတာခပ်ဘက်ကိုပြောတာနော်စိန်ရဲ့ခပ်ဘက်ကိုပြောတာအဲ့ဒါတွေကလှနေတယ်နောက်တစ်ခုရှိသေးတယ် non 3 excellent non 3 excellent non non ခဏပြောကြတယ်အဲ့ဒါဘာကိုပြောတာလဲnon ဆိုတာကျမတို့ဒီ Florence လို့ပြောတယ်ကျမတို့ဒီစိတ်မှာပါတဲ့ blue အပြာရောင်ပြောတာအဲ့တော့အဲ့ Florence ပါရင် faint ရှိရယ် faint ဆိုတာအဖြူကို sorry အပြာကိုလေးနည်းနည်းပါတယ်နော်အဲ့မှာ medium blue ရှိရယ် strong blue ရှိရယ် strong blue ဆိုလို့ရှိရင်တော့ you go mu နဲ့တော့အဲ့ဟာကမျက်စိနဲ့ကြည့်လိုက်ရင်တော့မှကြည့်တတ်တဲ့သူတယောက်ဆိုရင်ဒီစိန်တပွင့်ကပြနေပြီ medium blue လောက် faint လောက်ဆိုရင်တော့မှပဲသဘောမှာတော့ဒီအပြာကိုလေးပါတော့စိန်လေးကနည်းနည်းပို့ဖြူရဲဆိုပြီးတော့မှတချို့ကြတော့လဲကြိုက်တယ်ပေါ့နော်ဝစ်ကြတယ်အဲ့တော့မျှဝေခြင်းတဲ့အဓိကအချက်လက်က GIA ဝယ်တယ်ဈေးသက်သာတယ်ဟုတ်ပြီအဆင်ပြေတယ်ဒီဆိုင်မှာဝယ်တယ်ဒီဆိုင်ကပြန်ရောင်းတာလက်ခံတယ်အဆင်ပြေတယ်ပြဿနာမရှိဘူးဒါပေမဲ့ GIA အလုပ်ပွင့်နေဝယ်အလုပ်ပွင့်နေဝယ်ပေါ့နော် GIA အလုပ်ပွင့်နေဝယ်ဆိုတဲ့အခါမှာကြာရင်နော်ကျွန်တော်ခုနမျှဝေသွားတဲ့အချက်လက်တွေကတကယ်ကိုသတိထားမယ်အချက်လက်တွေဖြစ်တယ် discount ကောင်းခြင်းမကောင်းခြင်း rubber post မှာဒီကုန်တွေကပေးရ discount ကောင်းခြင်းမကောင်းခြင်းတွေဒီကျွန်တော်တို့ခုနပြောရဲ3 excellent non ပြင်ကိုဒီ GIA စိန်တပွင့်မှာသွေးထားတဲ့ table girdle တွေနဲ့အများကြီးသက်ဆိုင်နေဆိုတာလေကျွန်တော်မျှဝေပေးချင်တာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအမြဲတမ်းအဆုံးထိနားထောင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဗီဒီယိုလေးကနေပြီးတော့မှဗဟုသုတတွေရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်